အစွမ်းအထက်ဆုံးကြီးရကတော့စိတ်ပါပဲအဲ့ဒါကိုဘယ်လိုကျွမ်းကျင်အောင်လုပ်မလဲကြည့်ကြအောင် တနေ့ကိုအတွေးပေါင်း6000လောက်ဝင်လာတတ်ပါတယ်ဒါကတက်စမစ်စကန်တိုင်းမှာအတွေးတစ်ခုဝင်နေတယ်လို့ပါပဲ စိတ်ဝင်စားစရာကအဲ့ဒီအတွေးတွေလည်း95%ကထပ်တလဲလဲဖြစ်နေပြီး80%ကအစိုးမြင့်အတွေးတွေဖြစ်နေတာပါပဲ ဒီတော့ဒီအတွေးတွေဒါပဲတူညီတဲ့ဘဝတစ်ခုကိုနေတိုင်းလို့ပြန်ပြီးဖန်တီးနေတာပေါ့ ဆိုလိုတာကကိုယ်စိတ်ထဲမှာပဲအကျဉ်းသားတစ်ယောက်လိုဖြစ်နေပြီးအဲ့ဒီမှာတန်တိုင်းလေးရှိနေတာတော့တတိမထားမိတာမျိုးပေါ့တိစိတ်ကရေခဲတောင်ရဲ့ထိတ်ဖျားလေးပဲရှိတာပါတကယ်တမ်းမှာတော့မတိစိတ်ကဘဝရဲ့95%ကိုမောင်းနေနေတာပါ ဒါပေမဲ့ဒီစိတ်ရဲ့အကျဉ်းထောင်မှာတော့ခလောက်တကယ်မရှိဘူးဆိုရင်ရောတော့ချက်ကဦးနောက်ရဲ့လွတ်ဆောင်ပုံကိုနားလဲဖို့ပါပဲ အဖြေကတော့ neuroplasticity ရပါပဲပြောရရင်ဦးနောက်ဟာပုံသွင်းမဟုတ်ဘူးပြန်လဲပုံသွင်းလို့ရရဲ့ဆွဲသဘောပါ အတွေးတိုင်းကဦးနောက်ထဲမှာလမ်းကြောင်းတစ်ခုကိုအားကောင်းစေတယ်။နေတိုင်းမြစ်တော်ထဲမှာလန်တလန်ဒီကိုထက်ခါရှောင်းနေတယ်လို့ပေါ့ အဒီခိတာကဦးနောက်ကဘာကိုထခါလုံးနေလဲဆိုတာကိုဂယူးမဆိုင်တာပါပဲအာယုံဆိုင်တာကိုပဲအကောင်းစေပါတယ် ဦးနောက်ကိုပြန်ပုံသွင်းဖို့ဆိုရင်အဓိကအစဉ်3ဆင့်ရှိပါရဲ့တတိပြုမိခြင်းပုံစံဟောင်းကိုဖျက်တောက်ခြင်းပြီးလာပုံစံတစ်ကိုအမြဲလေ့ကျင့်ခြင်းတို့ပါပဲဒါကယုံကြည်ချက်တည်နေစတင်ပါတယ်ယုံကြည်ချက်ဆိုတာအမှန်တရားတွေမဟုတ်ပါဘူးထက်ခါတွေးခဲ့လို့အမှန်လို့လက်ခံထားတဲ့အတွေးတွေပါပဲ ဥပမာငါညံမကောင်းမှုဆိုတဲ့အသွေးအစားအောင်မြင်ဖို့လိုအပ်တာတွေငါထင်ယူနိုင်တယ်ဆိုပြီးအစားထိုးကြည့်လို့ရပါတယ် နောက်တစ်ချက်ကအာယုံဆိုင်မှုပါဘာကိုအာယုံဆိုင်လဲဆိုတဲ့အပေါ်ပါမူတည်ပြီးလက်တွေ့ဘဝကပြောင်းလဲသွားနိုင်ပါတယ် ဒါကြောင့်စွမ်းအံကိုဘယ်ဘက်ကိုစီးစင်းစီမလဲဆိုတာအရင်အရေးကြီးပါပဲအာယုံဆက်ရစီစွမ်းအံကစီးဝန်တက်လို့ပါပဲ ဦးနောက်ကိုမေကုံကောင်းနေမိပြီးလေ့ကျင့်ပေးနိုင်ပါတယ်ဘာလုံးကောက်စီမှာပဲဖိဟာတာလဲအစားဒီနေ့ပါသင်ခန်းစာယူနိုင်မလဲလို့ဖြောင်းမေးကြည့်ပါ ပုံမှန်လေ့ကျင့်မှုရက်60ကျော်60လောက်မှာတော့အတွေးပုံစံတစ်ကအလိုလျောက်ထလာပါတယ်အဓိကကတော့ဒါပါပဲအမြဲတစေလေ့ကျင့်နေခြင်းကပဲအထီးတယောက်ကိုတက်ကက်လက်တွေဘဝအဖြစ်ဖြောင်းလဲပေးနိုင်တဲ့တရားတစ်ခုပါ ဒါကကြီးမားမားအားဆိုင်ထုတ်เสียမလို့ပါဘူးတနေ့ကိုတေးသေးလေးတိုးတပြောင်းလဲသွားတာရဲ့စွမ်းအားကိုပဲစဉ်းစားကြည့်ပါ နေ့စဉ်စိတ်နေစိတ်ထားမှာ1%လေးတိုးကြတော့လောက်တာကတနေ့ပြည့်တဲ့အခါမှာ30ခုစပိုကောင်းတဲ့ရက်လက်ကိုရစေနိုင်ပါတယ် ခေတ်လာနိုင်တဲ့အကောင်းဆုံးပုံစံကအဒီလိုလေ့ကျင့်မှုတွေရဲ့တစ်ဖက်မှာစောင့်နေပါတယ်။ကဲဒီအလော့ကိုစကင်ဖို့အသင့်ပဲလား